တော်လန်ပြည်သူအပေါင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စစ်ရေးတဲ့နိုင်ငံရေးလေ့လာသူစစ်လွင်မဲသိန်းဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ရွေးကောက်ပွဲတွေမှာလဲဆန္ဒခံယူပွဲပေါ့ဆန္ဒခံယူပွဲတွေပြုလုပ်တယ်ပြီးရင်သူတို့လူတွေလွှတ်တယ်ပြီးရင်သူတို့နေမြေထိန်းချုပ်နိုင်ပါတယ်ဘလို့လုပ်နိုင်ပါတယ်ဆိုပြီးတော့သူတို့တွေအဲ့ဆန္ဒခံယူပွဲတွေလုပ်တာများသောအားဖြင့်တော်တော်တူညီတယ်ဗျဒါတော့အသေးစိတ်ကိုကကျွန်တော်ဒီထပ်ပြောမယ်ဆိုတော့ဒီအစီအစဉ်ထက်နောက်အစီအစဉ်တွေမှာကျွန်တော်အဲ့အကြောင်းအရာပြတ်သက်ပြီးကျွန်တော်လေးလာထားသလောက်ကိုတော့ကျွန်တော်နည်းနည်းလေးတင်ပြပါကျွန်တော်တင်ပြအောင်ပါခုနဟာပြန်ဆက်လို့ရှိရင်ကျွန်တော်တို့ဒီစစ်သမိုင်းပေါ့နော်စစ်သမိုင်းမှာတခုမှမရှိဘူးတဲ့စစ်ဌာနချုပ်တခုကျွန်တော်တို့အသိမ့်ပိုက်ခံလိုက်ရတယ်ဘာလို့အသိမ့်ပိုက်ခံရလဲဆိုလို့ရှိရင်သူတို့စစ်နီးပြူဟာပေါ့သူတို့စစ်နီးပြူဟာတွေသုံးတဲ့ပုံစံနဲ့ဒီဘက်အရင်စနစ်စစ်နီးပြူဟာအဟောင်းတွေကအသုံးမဝင်တာမဟုတ်အသုံးဝင်တယ်ဗျဒါပေမဲ့တချို့အခြေအနေမှာဒီအခြေအနေတွေမှာအာရခတ်တက်တော်ရဲ့စစ်အနိုင်တိုက်ရေးအတွက်သုံးတဲ့ပြူဟာကအရန်ကောင်းအားကြီးကောင်းတယ်လို့ကျွန်တော်ဒါသုံးသပ်မိတယ်ဗောနော်ဒါသုံးသပ်မိတယ်ကျွန်တော်တွေ့ရှိရတယ်ဘာလို့လဲဆိုတော့လူဒီကြီးမြန်မာနိုင်ငံမှာကျွန်တော်တို့လေးလာရတဲ့လောက်လေးလာမိတဲ့လောက်ကတော့ကျွန်တော်တို့အမားရှောင်းအပြုတ်ကိုတိုက်ပြီးမြေကိုပိုင်းမစစ်ကိုနိုင်မယ်မှန်တယ်မြေကိုပိုင်းမစစ်အမားရှောင်းအပြုတ်ကိုတိုက်ကြတာများတယ်အခုလဲပြီးရင်နောက်ထပ်ပေါ့နော်ဒါစစ်ပန်းမဲ့လူတွေကိုဟိုဘက်ဒီအနားမပေးဘဲနဲ့တိုက်တယ်လို့ဘလို့ဖြစ်ဒါအရှေ့တိုင်းပြူဟာတွေကများတယ်ဒါအနောက်တိုင်းပြူဟာကိုဒီအနောက်တိုင်းပြူဟာပေါ့နော်ဒီ Cloud West strategy ရဲ့ on မှာတွေ့ရအဲ့ဒါကိုများသောအားဖြင့်အသုံးပြုထားတယ်အာရခတက်တော်အသုံးပြုထားတာတွေ့ရတယ်ဗျအခုလဲတိုက်နေတော့မယ်နေမြို့နယ်က3ခုပဲကျန်ဆက်တိုက်နေတော့မယ်ဘယ်တော့မှစစ်ကိုမနာတော့ဘူးနောက်ထပ်ဘာအချက်လဲဆိုတော့အာရခတက်တော် AA ကဒီသူတို့နေမြေစိုးမိုးမှုရအောင်လုပ်တယ်နေမြေလွတ်မြောက်ရအောင်လုပ်တဲ့အပြင်တခြားဒီထိစက်နေတဲ့တိုင်းဒေသမှာပါသူတို့ကူညီထောက်ပံ့ပေးတယ်ဗျကူညီထောက်ပံ့ပေးတယ်စစ်ဗျူဟာအတွက်ကောစစ်လက်နက်ခဲယမ်းအတွက်ကောပြောရရင်ရှေ့တန်းကြခံစစ်လုပ်တယ်ရှေ့တန်းကြခံစစ်အဲ့သူတို့ဒီစစ်အာဏာရှင်အလားအောက်ကနေမြေလွတ်မြောက်အဲ့ဒီက local အဖွဲ့တွေမဟာမိတ်အနေနဲ့ပူးပေါင်းဆောင်ရွက်တာတွေတွေ့ရတယ်သူတို့တီးကြရက်တီမယ်ဆိုတဲ့ဟာထက်အဲ့လူအမြင်ကျယ်တယ်ပေါ့ဗျာအမြင်ကျယ်တယ်လို့လည်းကျွန်တော်ဒါယူဆမိတယ်ပြီးတော့နောက်တစ်ခုအနေနဲ့ကဒီပထမဦးဆုံးလွတ်မြောက်သွားတဲ့ဒီပလက်ဝမြို့နယ်ကိုခရိုင်အဆင့်သူတို့မြင့်လိုက်တယ်ခရိုင်အဆင့်မြင့်ပြီးတော့တရားစီရင်ရေးလုံခြုံရေးအုပ်ချုပ်ရေးသူတို့လိုအပ်တယ်ဆိုပြီးတော့သူတို့ဒီဘယ်လိုခေါ်မလဲဒီခရိုင်အဆင့်အုပ်ချုပ်ရေးပြုလုပ်ဆောင်ရွက်ခဲ့တာတွေ့ရတယ်အဲ့ဆောင်ရွက်မှုကြောင့်လဲဒီချင်းအဖွဲ့အစည်းတွေကလည်းဒီကက်ဝက်စာတွေထုတ်တာတွေတွေ့ရတယ်ဒါပေမဲ့လည်းတူတေးချာစေးဆက်ညီနိုင်ပြီးတော့ပြောဆိုဆောင်ရွက်တာတွေလည်းတွေ့ရတယ်အဲ့ပြောဆိုဆောင်ရွက်တဲ့အဆင်ပြေသွားတယ်အဆင်ပြေတဲ့အချက်လက်တွေလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကတော့2025 August 7မှာသတင်းစာရှင်းလင်းပွဲမှာပလက်ဝမြို့နယ်ကိုမြို့နယ်အဆင့်ကနေခရိုင်အဆင့်တိုးမြင့်တင်လိုက်တယ်ပေါ့အဆင့်မြင့်တင်လိုက်တယ်ဆိုတဲ့ဟာမျိုးတွေ့ရတယ်လက်ရှိလည်းဒီအုပ်ချုပ်နေတယ်ပေါ့နော်လက်ရှိလည်းအုပ်ချုပ်မှုကလည်းဒီလက်ရှိမှာလည်းဆောင်ရွက်နေတယ် ULAA အနေနဲ့လက်ရှိဆောင်ရွက်နေတဲ့အုပ်ချုပ်တယ်အဲ့ဒီအချက်လက်တွေကိုကျွန်တော်ဒါပြောပြပြီးရဲ့နောက်ပိုင်းမှာကျွန်တော်တို့မေးခွန်းရှိသေးတယ်ဟာဒီလောက်စစ်တိုက်နေတာကျွန်တော်စစ်မပန်းဘူးလားဆိုတော့မေးခွန်းရှိတယ်စစ်မပန်းဘူးလားပန်းလားဆိုတာကျွန်တော်တို့အခြေခံအားဖြင့်အချက်က6ချက်နောက်တစ်ခုကအဆင့်အားဖြင့်3ခုနဲ့ကျွန်တော်သုံးသပ်တယ်ဗျသုံးသပ်လေးလာရတာဗောသုံးသပ်လေးလာရတာအဲ့ဒီမှာပထမဦးဆုံးတစ်ချက်ကကျွန်တော်တို့ဒီ truth strength and moral ဒီစစ်တီရဲ့အင်အားနောက်တစ်ခုက strategic and supply အထောက်ပံ့နောက်တစ်ခုက terrain and environment မြေပြင်ပတ်ဝန်းကျင်နောက်တစ်ခုက civilian support ပြည်သူအထောက်ပံ့နံပါတ်5ကကျွန်တော်တို့ politic and international factor ကျွန်တော်တို့ဒီနိုင်ငံရေးနဲ့နိုင်ငံခြားဆက်ဆံရေးနိုင်ငံခြားဆောင်ရွက်မှုပေါ့ဒီနိုင်ငံရေးနဲ့နိုင်ငံတကာဆောင်ရွက်မှုနောက်တစ်ခုနံပါတ်6ချက်ကတော့ time factor အချိန်ကွာအဲ့ဒီမှာအရေးကြီးဆုံးကတော့အချိန်အခုတည်းထိအာရခတက်တော် AA က
အဆက်မပြတ်ထိုးစစ်တွေပဲဆင်နေခံစစ်ဆိုတဲ့အခြေအနေကျွန်တော်တို့တိတ်မတွေးခဲ့ရအောင်ဆိုတော့ကျွန်တော်လေ့လာမိတယ်ပေါ့နော်အဲ့ဒီအတွက်ဒီ time frame မှာဒီ time factor ပေါ့နော်ဒီ time factor မှာကျွန်တော်တို့စစ်တီအနေနဲ့လည်းစိတ်ဓာတ်တွေကျသွားတာမတွေ့ဘူးပြီးတော့ပြည်သူရခိုင်ပြည်သူတွေအနေနဲ့လည်းစိတ်ဓာတ်ကျသွားတာမတွေ့ဘူးဘာလို့မတွေ့လဲဆိုတော့သူတို့ပြည်နယ်လွတ်မြောက်ရေးတယ်သူတို့ကြိုးပမ်းနေကြတာတကယ်လဲကြိုးပမ်းနေတာပဲကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲရှိသမျှအရာအလုံးသူတို့ပုံအောပြီးတိုက်တယ်ဘာလို့ဟိုအမောင်ရှောင်းကြီးအပြောကိုတိုက်မဲ့အစားလုံးဝခံစစ်အားကောင်းပါတယ်ဆိုတဲ့စကန်တွေပဲတိမ့်တာခံစစ်အားကောင်းပါတယ်ဆိုတဲ့စကန်တွေပဲခြေမုံးတာအနောက်ပိုင်းစစ်ဌာနချုပ်ဆိုတဲ့စကန်ကိုပဲခြေမုံးပြတာဘာလို့လဲဆိုတော့ဟိုဒီဟာတွေရှိရင်သူတို့ပြည်နယ်လွတ်မြောက်မှာမဟုတ်ရခိုင်ပြည်နယ်လွတ်မြောက်မှာမဟုတ်ဆိုတော့ကျွန်တော်သုံးသပ်မိတယ်တိုက်ဖက်တာအချိန်အဲ့ဒီအချိန်မှာအချိန်ဆိုတဲ့ဟာမှာကျွန်တော်တို့ဟိုကာလရှည်ပြီပေါ့နော်ကာလကြာဒီအဆက်မပြတ်ထိုးစစ်တွေကျွန်တော်တို့ဆင်နွှဲတယ်အဆက်မပြတ်ထိုးစစ်တွေဆင်နွှဲတဲ့အခါစစ်တီတွေအနေနဲ့စိတ်သက်ကြမှာသွားအောင်ပြည်သူတွေအနေနဲ့လည်းစိတ်သက်ကြသွားတာမတွေ့ရအောင်အဲ့ဒီအချက်လက်တွေကိုအဲ့ဒီအချက်လက်ရကျွန်တော်တို့ဒီအခြေခံအချက်လက်ရလဲဒါဒီအကုန်လုံးပြည့်စုံနေတဲ့အတွက်ကဒါကျွန်တော်တို့စစ်ပန်းတယ်လို့သတ်မှတ်လို့မရသေးဘူးနောက်ထပ်ကျွန်တော်တို့ဒီအဆင့်3ဆင့်ပေါ့အဆင့်3ဆင့်နဲ့နောက်ထပ်3သက်ဖို့လိုသေးတယ်စစ်ပန်းမပန်းဆိုတာဘယ်ရလဲဆိုတော့ကျွန်တော်တို့ operation level တွေကြာလာမြင့်လာလားအခြေအနေကိုထိန်းထားနိုင်လား operation level လည်းထိန်းထားနိုင်တယ်ထိန်းထားနိုင်တဲ့ပိုတော်ကောင်းနေသေးတယ်မဟာမိတ်တွေကလည်းတိုက်နိုင်တယ်ဒီရခိုင်ဒီလွတ်မြောက်ရေးအတွက်ပေါ့နော်ဒီအာရခတက်တော် AA ကလည်းအဆက်မြတ်ထိုးစစ်တွေဆင်နေလုံးပဲကဲကောင်းပြီအဲ့ဒါဆို operation level အဆင်ပြေပြီကဲနောက်ထပ် strategic level နေမြေထိန်းချုပ်နိုင်လားနိုင်ငံရေးဒီဒေသန္တရနိုင်ငံရေးကိုပြည်သူတွေထောက်ခံမှုရလားစိုးမိုးနိုင်လားစိုးမိုးနိုင်တယ်ဘယ်တော့မှဟိုစခန်းတွေပြန်ပေးလိုက်ရတာဒီစစ်ဌာနချုပ်ကြီးပြန်ပေးလိုက်ရတာတခါမှမကြားသေးဘူးဘလို့ပဲဖြစ်ဖြစ်သူတို့ဟိုဝါဒဖြန့်တာတွေဘာညာဆိုကောလာဟာဒါပေမဲ့အချက်အလက်ရတော့တခုမှမတွေ့သေးဘူးအဲ့ဒီအတွက်ကကျွန်တော်တို့ strategic level ဒီဒါဒီအကောင်းဆုံးအခြေအနေရောက်နေနောက်တစ်ခုက grand strategy level နိုင်ငံတကာအရေးမှာဆောင်ရွက်နိုင်လားနိုင်ငံတကာအရေးမှာဆောင်ရွက်နိုင်လားမဆောင်ရွက်နိုင်လားဆိုတဲ့အချက်ကိုကျွန်တော်တို့ဘာနဲ့ချိန်ညှိမယ်ဆိုရင်သူတို့တွေစစ်ဘလောက်တိုက်နိုင်လဲနောက်တစ်ခုကစစ်ဘလောက်တိုက်တာကောင်းလဲဒီစစ်မဟာဗျူဟာဘလောက်ကျွမ်းကျင်လဲပိုင်နိုင်လဲဆိုလို့ရှိရင်ဒီကာလာဒိုမှာဒီရခိုင်ပြည်နယ်ရဲ့80%ကိုတိမ့်ပြီးပြီထိန်းချုပ်ပြီးပြီအဲ့ဒီအတွက်ဒီနောက်ဆုံးသတင်းအချက်လက်ရဒီကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံတရုတ်နိုင်ငံဂျားနေဝင်ပြီးစေ့ဆက်ရတဲ့အခြေအနေထိပါရောက်လာတာကိုကျွန်တော်အချက်လက်တွေကလည်းတွေ့ရတယ်ကျွန်တော်လေ့လာမိတယ်အဲ့ဒီဟာကိုကြည့်ချင်းအားဖြင့်ဘယ်ပြည်နယ်ဘယ်မှာပဲဖြစ်ဖြစ်ဒီကမ္ဘာသမိုင်းမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအခြေအနေတစ်ခုခုပေါ့နော်ကျွန်တော်တို့ဒီဘယ်လိုပဲဖြစ်ဖြစ်ပြည်နယ်လွတ်မြောက်ပြီးတိုက်လာတော့မယ်ဟေးဆိုလို့ရှိရင်ဒီဘယ်လိုခေါ်လဲပြည်နယ်လွတ်မြောက်ခံနေရင်ဒီဂျားနေနိုင်ငံတွေရောက်လာတာရှိတယ်တေးကြတယ်ကျွန်တော်ယူဆချက်အရအာရခတက်တော်အေးမကြခင်ဒီပြည်နယ်ရခိုင်ပြည်နယ်လွတ်မြောက်တော့မယ်ဒါကျွန်တော်ယူဆချက်နဲ့ကျွန်တော်လေးလာတွေ့ရှိချက်ရဒါကျွန်တော်ဟိုပြောလို့ရှိရင်ယူဆချက်ပါပဲဒါကျွန်တော်ယူဆချက်ကျွန်တော်ကိုယ်ပိုင်ယူဆချက်အရအာရခတက်တော်အေးမကြခင်လွတ်မြောက်လိမ့်အဲ့ဒီအကြောင်းတော့ဒါကျွန်တော်ဒီခံမှန်းထားတယ်ကျွန်တော်လေ့လာထားတယ်ကျွန်တော်ယူဆထားတယ်ယုံကြည်ပါတယ်လွတ်မြောက်မှာဘာလဲဆိုတော့ကျွန်တော်အချက်လက်တွေကကျွန်တော်ဟိုဒီကျွန်တော်လေးလာခဲ့ဘူးတဲ့ဒီစစ်ရေးမဟာဗျူဟာနဲ့စစ်အနိုင်တိုက်ရေးဆိုတဲ့အရာမှာဒီလိုစစ်တိုက်ပြီးဆေးဆိုလို့ရှိရင်ဒီနိုင်ငံရေးမှာဒီစစ်ရေးကိုနိုင်အောင်တိုက်မှဒီနိုင်ငံရေးဆိုတဲ့အရာဆက်သွားလို့ရတာအဲ့ဒီအတွက်ရခိုင်အဲ့ဟာရခိုင်လူမျိုးတွေကအဲ့ဟာကိုသိတယ်အဲ့ဟာကိုသိရတဲ့အဲ့ဟာကိုလုပ်တယ်အကောင့်ထဲပေါ်တယ်ခုနကကျွန်တော်ပြောခဲ့တဲ့ဒီစစ်ဌာနချုပ်တိုင်းမှာပေါ့နော်ဟိုတွေးတဲ့စစ်ဌာနချုပ်တိုင်းမှာဆောင်ရွက်လို့ရတဲ့ဒီ John Boyce ရဲ့ strategy ကဒီ OODA ကိုတကယ်အကောင့်ထဲပေါ်တာဒီအာရခတက်တော် AA observe orient